နွားတကောင်ကတခင်ခိုင်းတယ်လှုပ်ပြီးတော့အလုတ်တင်းချိန်မှာသူကပင်မလို့နားနေတဲ့အချိန်ပေါ့ဗျာအဲ့ဒီမှာခွေးတဲ့ကောင်ကနှုတ်ဆက်တယ်ဗျကိုနွားတဲ့နေမကောင်းဘူးလားပေါ့နွားကလည်းပင်မလို့ပေါ့ကွာတဲ့မနှက်ပြန်တည့်ရက်လောက်နားရရင်တော့တိတ်ကောင်းပါပဲလို့သူကအဲ့လိုလေးညီးလိုက်တာဗျဒါကိုခွေးကဗျကြောင်ကိုပြောတဲ့အခါကျတော့နွားကပြောတယ်တဲ့ပင်မလို့မနှက်ပြန်တည့်ရက်လောက်တော့နားကျင်တယ်တဲ့တခင်ကလည်းအရန်ခိုင်းလုံးတယ်ထင်ပါတယ်တဲ့ကွာတခင်ကလည်းအရန်ခိုင်းလုံးတယ်ထင်ပါတယ်ဆိုတဲ့ကွန်မန့်ကပါသွားတယ်ဗျဒါကိုကြောင်ကစိတ်ကိုပြန်ပြောတဲ့အခါကျတော့နွားကတဲ့တခင်ကအရန်ခိုင်းလုံးလို့ပင်မလို့တဲ့မနှက်ပြန်ကစပြီးတော့အလုံးမလုံးချင်တော့ဘူးလို့ပြောတယ်ဗျစကားကအဲ့လိုပြောင်းသွားတာပေါ့ဗျာအဲ့ဒီတကစိတ်ကလည်းကြက်ကိုပြောတဲ့အခါကျတော့နွားကတဲ့မနှက်ပြန်တခင်အတွက်အလုံးမလုံးပြီးတော့ဘူးတဲ့ခိုင်းလုံးလို့တခင်ကိုမကျင်နဲ့ဖြစ်နေတယ်ဆိုပြီးတော့စကားကပြန်ပြောင်းသွားပြန်ပေါ့ဗျာအဲ့တော့ချက်ကလည်းဝက်ကိုတစ်ဆင့်ပြန်ပြောတော့နွားကတဲ့မနှက်ပြန်ကစပြီးတော့တခင်ခိုင်းတာတွေမလုပ်တော့ဘူးတဲ့တခင်ကိုလည်းမကျင်နဲ့ဘူးတဲ့တခင်အစ်စ်ရှာတော့မယ်ဆိုပြီးတော့စကားကကားသွားပြန်တယ်ဗျအော်တခင်ရဲ့မိမကလည်းဝက်စာလာကြည့်တဲ့အချိန်မှာဝက်ကပြောတယ်ဗျတခင်မတဲ့နွားကအချိုးတွေပြောင်းသွားပြီတဲ့တခင်မတို့ကိုမကျင်နဲ့ဘူးတဲ့သူကမနှက်ပြန်ကစပြီးအလုံးမလုပ်ပြီးတော့ဘူးလို့ပြောနေတယ်တဲ့အဲ့တော့မိမလို့သူကလည်းသူ့ယောက်ျားကိုပြန်ပြောတာပေါ့ဗျာရှင့်နွားကတဲ့ရှင့်ကိုတစ္ဆာဖောက်သွားပြီနော်မနှက်ပြန်ကစပြီးရှင့်ခိုင်းတာတို့မလုပ်ပြီးတော့ဘူးလို့ပြောနေတယ်တဲ့အဲ့ဒီအခါမှာယောက်ျားလို့သူကပြောတယ်ဗျတစ္ဆာဖောက်တော့လဲအသားပေါ်ရောင်းလိုက်ရုံပေါ့ကွာတဲ့အဲ့တော့အဲ့ဒီနောက်နေ့ကျတော့နွားကအသက်ခံလိုက်ရတယ်ဗျတကယ်တော့နွားပြောတာဗျာပင်မလို့မနှက်ပြန်တရက်လောက်တော့နားရင်ကောင်းမယ်လို့သူကဒါလို့ပြောတာပေါ့နော်သူရဲ့ဆန္ဒလို့သူကထုတ်ဖော်ရုံပေါ့ဗျာတခင်ကိုထိခိုက်တာလဲဘာမှမပါဘူးဗျဒါပေမဲ့လဲစကားလိုချဲ့ကိုင်းနေဗျာနောက်ဆုံးကျတော့အဲ့ဒီစကားလေးတစ်ခွန်းအတွက်နဲ့အသက်ခံလိုက်ရတာပေါ့ဗျာဆက်ပြီးတော့ပြန်တွေးကြည့်လိုက်မယ်ဆိုရင်ဟုတ်နေတာပဲဗျကျွန်တော်တို့လည်းတစ်ခါမကဘူးကြုံမှုကြမှာပေါ့ဗျာနွားလိုအသက်မခံရတာလွယ်လို့ပေါ့ဗျာကိုတကယ်မပြောတဲ့စကားတွေအတွက်ကိုတကယ်မလုပ်တဲ့အပြုတ်မှုအတွက်နဲ့ဗျာဘဝတရားနာမည်တရားထိအသက်ခံရပူးကြမှာပေါ့ဗျာတယောက်တည်းမနေနဲ့တယောက်တည်းမကြံနဲ့တယောက်တည်းမခံစားနဲ့အတိုင်းမင်းမအကျဉ်းဉာဏ်ယူပါဆိုရင်ဖွင့်ပါလို့ပြောကြလိမ့်မယ်ဗျပြောမိတော့လဲရေရောခံရရင်ဗျာကိုယ့်ရဲ့စကားကပုံဖြတ်ခံလိုက်ရမယ်ဆိုရင်ကိုယ်ပဲခံစားရမှာဗျအခုလိုလူမှုကွန်ရက်ကြီးထဲမှာပေါ့ဗျာယဉ်ကျေးမှုရှိတဲ့လူမှုကွန်ရက်ကြီးထဲမှာ Facebook တို့ TikTok တို့ဟာမျိုးမှာပေါ့ဗျာပြောချင်တာတစ်ခုကိုရေးပြီးတင်ကြည့်လိုက်ဗျမင်းပေးချင်တဲ့ message ကလူတိုင်းသိချင်မှလည်းသိမယ်ဗျမင်းပြောလည်းမထားတဲ့ရှုထောင့်ကနေပြီးတော့အမြင်တွေလည်းပြောင်းပြီးတော့ comment တွေလည်း